မနက်ခင်းရဲ့နေအလင်းရောင်ကထူထပ်အုံဆိုင်နေတဲ့တောအုပ်ကြီးကိုဖျက်ပြီးမြေပြင်ပေါ်ကိုထိုးကျလာခဲ့တယ်ဗျစိုးမိုးကခြေတချောင်းတရဲ့လမ်းကြောင်းအတိုင်းတောနက်ထက်အထိလိုက်လာရင်အိုင်ကိုခန်းလာချိန်မှာတော့တစ်ပင်ပေါ်မှာလေးစင်တစ်ခုထိုးပြီးအတူလိုက်လာခဲ့တဲ့စမ်းဝါနဲ့အတူအနားယူလိုက်ပါတယ်စမ်းဝါမင်းငါးနောက်ကိုမလိုက်လာလဲရပါတယ်ကွာငါမင်းကိုဒုက္ခမရောက်စေချင်ဘူး ဒါဆိုလဲလေးနဲ့ညာဖို့အမြန်ပေးလိုက်လေကျမလည်းအမြန်သွားရအောင်လို့ ငါမင်းကိုကျေးဇူးတကယ်တင်ပါတယ်စမ်းဝါရဲ့ပတ်စံကိစ္စလောက်နဲ့မင်းငါးနောက်ကိုလိုက်လာတာမဟုတ်ဘူးဆိုတာငါသိပါတယ်ကွာစိုးမိုးရဲ့စကားကြောင့်စမ်းဝါတယောက်မျက်နှာလွှဲပြီးရှက်သွေးဖြာသွားခဲ့ပါတယ်ပါပြင်လေးတွေကနီမြန်းတက်လာပြီးနှလုံးသားကလည်းထိတ်မနိုင်သိမ့်မရဒိတ်ဒိတ်နဲ့ခုန်နေခဲ့တယ်ဗျဒါပေမဲ့မိန်းကလေးဆိုတော့လေဒီလိုစိတ်ခံစားချက်တွေကိုအပြင်မှာမပေါ်အောင်ဖိုးကွယ်ထားနေရတာပေါ့ဗျာ စကားများလိုက်တာရှင်ရဲ့အနားယူတော့မက်ပြန်ခီးဆက်ရအောင်ပါ သူတို့နှစ်ယောက်အနားယူဖို့လုပ်နေတော့မှပဲစိုးမိုးကကြားတကောင်ရဲ့အနံ့ကိုရခဲ့လိုက်တယ်ဗျဒါနဲ့စမ်းဝါကိုလင်းစင်ပေါ်မှာခေါင်းငုံထားဖို့အမြန်တတိပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့သူတို့စောက်ထားတဲ့လင်းစင်ကတိတ်မမြင်တော့ကြားသာခုန်တက်လာရင်အန်ရရှိနိုင်လို့ပါပဲစမ်းဝါငုံထားငါကြားနိုင်ရနေတယ် ရှင်ရလေတေးကြလို့လားကျမကိုယ်နဲ့ဖြစ်နေပါအောင်မယ်ကျမရင်မချိုးတာတော်တော်ကြာနေပြီ စိုးမိုးကစမ်းဝါရဲ့လက်ကိုဆွဲပြီးသူ့ဘေးနားမှာပုတ်ခိုင်းလိုက်တဲ့အချိန်မှာပဲအရှိန်လွန်သွားပြီးတော့စမ်းဝါကစိုးမိုးရဲ့ကိုယ်ပေါ်ကိုထက်လျက်သာလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ရဲ့ကဘာကြီးကခဏတာရက်တန့်သွားသလိုတယောက်ကိုတယောက်မျက်လုံးချင်းစုံပြီးစိုက်ကြည့်နေမိကြတယ်ဗျတယောက်ရဲ့နှွေးထွေးတဲ့အသက်ရှူတန်းကိုတယောက်ကကြားနေရပြီးနှလုံးခုန်တန်နေမြန်းနေတာကိုလည်းနှစ်ယောက်လုံးသတိထားမိသွားကြပါတယ်စမ်းဝါရှက်ရှက်နဲ့မျက်နှာလွှတ်လိုက်ချိန်မှာစိုးမိုးကလည်းသတိလက်လို့နဲ့တင်းကျပ်နေအောင်သူမကိုဖတ်ထားမိသွားခဲ့တယ်ဗျ ရှင်ကျမကိုလှုပ်ပါအောင် စိုးမိုးရဲ့မျက်နှာလည်းတိတိတသာနေရက်တက်လာခဲ့ပါတယ်ဒီထက်ပိုပြီးအရှုပ်အထွေးတွေမဖြစ်ခင်မှာပဲကြားဟိန်းတန်ကြီးကသူတို့နှစ်ယောက်ရဲ့ကြည်နူးစရာအခြေလင်းကိုအဟံအသားလှုပ်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်ဗျအလိုက်ကန်းဆုံးမသိတဲ့ကြားစိုးမိုးကစိတ်ထဲကနေချိန်ဆဲရဲနဲ့လင်းစင်အောက်ကိုငုံကြည့်လိုက်ပါတယ်အဲ့ဒီမှာပဲသူတို့နှစ်ယောက်လုံးလန့်သွားခဲ့ရတယ်ဗျကြားတကောင်ကမလုံမရှက်တရားထိုင်နေတဲ့ရဟန်းတစ်ပါးရဲ့နားမှာပတ်ချလေလှဲ့နေတာကိုတွေးလိုက်ရလို့ပါပဲမဖြစ်သေးဘူးဒီဖုန်းကြီးဒုက္ခမရောက်ခင်ငါတို့မြန်မြန်ကူညီမှဖြစ်မယ်စိုးမိုးကအိတ်နေရကနေကြားကိုတနတ်နဲ့ချိန်ပြီးပြစ်ထည့်လိုက်တယ်ဆိုကြားကလည်းတနတ်တန်ကြားရဘက်ကိုလှည့်ကြည့်ရင်းနဲ့ကြည်စံလာနေတာကိုမြင်တော့လန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကကြည်စံဟာကြားစီမရောက်ခင်လေထဲမှာပဲပောက်ကွဲသွားခဲ့တယ်ဗျအဲ့နောက်မှာတော့တရားထိုင်နေတဲ့ယဟန်ကမျက်လုံးဖွင့်ကြည့်လာခဲ့ပါတယ် တတဝါတိုင်းကကိုယ့်အသက်ကိုချစ်ကြတာကြီးပဲတကားတို့ရဲ့သူတို့မှလည်းအိမ်အပြန်လာကိုစောင့်နေမယ်သားသမီးတွေရှိနေနိုင်တယ်လေသူတို့အမေသားတည်သွားရင်သားသမီးတွေလည်းငတ်ပြက်ပြီးအတူတူတည်ကြရတော့မှာပေါ့ ယဟန်တော်ကမေတ္တာတရားကြီးမားစွာနဲ့မိန့်ကြားလိုက်တယ်ဗျအဲ့ဒီယဟန်ကအရက်မြင့်မြင့်ပိမ့်ပိမ့်ပပနဲ့အသားညိုပါတယ်ဒီလောက်အနေရများတဲ့တောနက်ကြီးရဲ့အလဲမှာတရားထိုင်နေပေမဲ့သူ့ရဲ့ပုံစံကအယံကိုတင်းငိမ့်နေတာကိုတွေးခဲ့ရတယ်ဗျဒါကြောင့်စိုးမိုးနဲ့စမ်းဝါတို့လည်းဒီယဟန်ဟာတာမန်ယဟန်တစ်ပါးမဖြစ်နိုင်ဘူးလို့တွေးပြီးလင်းစင်ဘဝဆင်းကယဟန်တော်ကိုတွားရောက်ကြောလိုက်ကြပါတယ် ဘေးဘီယာကီရှင်းကြပါစေတကားတို့ဒီတောနက်ကြီးတော့ဘာကိစ္စနဲ့ရောက်လာကြတာတော့ အရှင်ဘုရားကိုအမှန်တိုင်းလျှောက်ရရင်တပည့်တော်ရဲ့ဇနီးနဲ့ကလေးကိုတတ်တော်တဲ့ခြေတချောင်းတည်းကိုလိုက်လံနှိမ့်နေတာပါဗျာယဟန်တော်ကစိုးမိုးကိုလော်ဂီအပူတွေနဲ့ကင်းလွန်နေတဲ့အကြည့်မျိုးနဲ့စိုက်ကြည့်လိုက်ပါတယ်အဲနောက်စိုးမိုးကယဟန်ရဲ့မျက်လုံးတွေကိုအကြည့်ရောက်သွားချိန်မှာသူနဲ့စမ်းဝါတို့နှစ်ယောက်တွေ့ရိုင်ထဲမှာတေဆုံးနေတဲ့နမိတ်ပုံရိပ်ကိုမြင်လိုက်ရတယ်ဗျာအဲ့ဒီနောက်ဆုံးတရေဘရင်ကတကားလေးအနိုင်ယူခဲ့တဲ့ကောင်တွေလို့မဟုတ်တော့ဘူးအေးအကောင်းဆုံးကတော့လက်စားချင်မဲ့အတွေ့အကြုံရက်လိုက်ကြတာပါပဲ
ဒီအတိုင်းခွင့်လို့ပြလိုက်ရမှာလားဗျာတပည့်တော်ရဲ့ဇနီးနဲ့သားအတွက်တပည့်တော်ဘယ်လိုလုပ်ပြီးတော့မျက်စိမိတ်နေနိုင်မှာလဲ ဒါဆိုအရှင်ဘုရားမှာတပည့်တော်တို့ကိုညီနိုင်မဲ့နီလန်တစ်ခုခုများရှိ ယဟန်တော်ကခဏတာမျက်လုံးမှိတ်ပြီးတရားအားထုတ်နေခဲ့ပါတယ်ပြီးတော့ပစ္စည်းတစ်ခုကိုသူတို့စီလှမ်းပေးလိုက်တယ်ဗျာအပြင်မအကျင်မာကျောမန်းနဲ့နေပေမဲ့ဖန်လိုဘက်တစ်ဖက်ကိုထွင်းဖောက်မိနိုင်တဲ့ကြောက်တုံးတစ်ခုဖြစ်ပါတယ်ဒါကဘာကြောက်ပါလဲဗျာ ကြောက်ရှင်လို့ခေါ်တယ်မကောင်းဆိုးဝါးတွေကိုချွင်းကြံမရှိနှိမ့်နေနိုင်တဲ့အစွမ်းထက်ကြောက်ရှင်တစ်မျိုးပဲတကားလေးကဒါကိုမင်းရဲ့လေးနဲ့ပေါင်းပြီးအစွမ်းထက်ဓာတ်တလဲအဖြစ်ထုလို့ရမယ်ပိုအရေးကြီးတာဒီကနေမနေမဝေးမှာရှိတဲ့ဖះเจ้าကချိန်စာတိုက်ထားတဲ့ရေနဲ့ပေါင်းဆက်ရလိမ့်မယ် စိုးမိုးကယဟန်တော်ကိုရှစ်ခုကြောလိုက်ပါတယ်ကိလေသာကိုဆွဲလန်းပြီးပြုမှုလို့ဆောင်သူတိုင်းကလမ်းပြောင်းနေတတ်ကြတယ်ကိုယ့်ရဲ့အတီတရားနဲ့နှိမ့်ချနိုင်မှသာအမှန်တရားကိုတွေ့မှာ ယဟန်တော်ရဲ့တိုးလျရတဲ့ရေရွတ်တန်အဆုံးမှာပဲကဘာကြီးတစ်ခုလိုဒုက္ခသွားသလိုဖြစ်သွားပြီးနေကြတယ်လို့ချက်ချင်းမှောင်မိုက်သွားခဲ့ပါတယ်အဲဒီနောက်ယဟန်တော်လည်းမျက်စိတမိတ်အတွင်းပျောက်ကွယ်သွားပြီးစိုးမိုးတို့နှစ်ယောက်လည်းလင်းစင်ပေါ်မှာအိမ်မောကျသွားခဲ့ကြတယ်ဗျမျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ဖြစ်ပျက်ခဲ့တာအားလုံးဟာအိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့အိမ်မက်မဟုတ်မှန်းသိဖို့စိုးမိုးကသူ့ရဲ့လက်သီးစုပ်ကိုဖြန့်ကြည့်လိုက်ချိန်မှာတော့ယဟန်တော်ပေးခဲ့တဲ့ကြောက်ရှင်ကလက်ထဲမှာရှိနေစေဖြစ်တာကြောင့်အယမ်းကိုအံ့အားသင့်သွားခဲ့ပါတယ် ကိုစိုးမို့အဲ့ဒါဘာကြီးလဲ စိုးမိုးခဏတာတိတ်ဆိတ်သွားပါတယ်တချို့အရာတွေကငါတို့လိုချင်လို့ရတာမဟုတ်ဘူးဆန်ဝါငါတို့ရွေးချယ်လိုက်လို့ငါတို့စီကိုရောက်လာတာတော့အုပ်ရဲ့တစ်ဖက်မှာတော့တရဲဘရင်ကခန္ဓာကိုယ်အသစ်တစ်ခုနဲ့ပြန်လဲမွေးဖွားလာခဲ့ပါတယ်အရင်အထက်အစာပေါင်းများစွာပိုပြီးတန်မာတောင့်တင်းနေပြီးသူ့ရဲ့ခန္ဓာကိုယ်အသစ်ကတရဲအများအပြားရဲ့သွေးသားတွေနဲ့စူးစီးတိဆောက်ထားတာကြောင့်အင်အားကလည်းအရင်ကထက်အစမတန်ကြီးနေခဲ့တယ်ဗျ အခုတော့ဘယ်လက်နဲ့မှငါ့ကိုတတ်လို့မရတော့ဘူးဆိုတာသေချာသွားပြီ ဖះเจ้าဆောင်လိုပုံစံနန်းတော်ဟောင်းကြီးတစ်ခုထဲမှာတော့စိုးမိုးကရဟန်းတော်ပေးလိုက်တဲ့အစွမ်းထက်ကြောက်ရှင်နဲ့သူ့ရဲ့လေးကိုပေါင်းပြီးတရှိတလက်အဖြစ်ထုလုပ်နေခဲ့ပါတယ်ပြီးစီးသွားတဲ့အခါမှာတော့တရှိကြီးကနေအလင်းရောင်တွေတစ်ဖြက်ဖြက်တောက်ပနေခဲ့တယ်ဗျ ကိုစိုးမို့ဘာလို့ဒီတောင်ဒီနန်းတော်ဟောင်းနေရရင်နဲ့စေးကြောရမှာလဲကျမတော့တိတ်မဆိုင်ဘူးလို့ပဲ ငါထင်တာတော့ဒီတရဲတွေကရှေးလူမျိုးတွေနဲ့သက်ဆိုင်နေလိမ့်မယ်ရှေးတော့ဘရင်တစ်ပါးကသူ့ရဲ့မျိုးနွယ်ကိုသစ္စာဖောက်တဲ့သူတွေကိုမေယိုးစင်ဆက်ချိန်စာတိုက်ခဲ့တဲ့ပုံမြင်တွေကြားဘူးတယ်အဲ့ချိန်စာအခုထိတီနေတော့မှထင်တယ်စိုးမိုးစကားမဆုံးသေးခင်မှာပဲတရဲဘရင်ရဲ့ကြောက်မက်ဖွယ်အော်တန်ကြီးကနန်းတော်တစ်ခုလုံးကိုစူညံသွားစေခဲ့ပါအမောင်တို့တွေကနေမျက်လုံးကြီးနဲ့တရဲဘရင်ပေါ်ထွက်လာပြီးသူ့ရဲ့ခြေထောက်နဲ့စိုးမိုးကိုလှမ်းကန်လိုက်တယ်ဗျစိုးမိုးတရားအုတ်နေရနဲ့အရှင်ပြင်းပြင်းစောင့်မိပြီးတတိလစ်သွားခဲ့ပါ ကိုစိုးမို့ ဇန်ဝါကကြောက်လန့်တကြားအော်ဟစ်ပြီးတပိတ်ပိတ်တောက်ပနေတဲ့ဒရှိကိုဆွဲကင်ကတရဲဘရင်ရှိရာကိုမကြောက်မရွံ့ပြေးဝင်ပြီးရင်ဘတ်ကိုထိုးဆိုင်လိုက်တယ်ဗျဒါပေမဲ့ဒဏ်ရာကတလက်မှတော့ဝင်မသွားပဲတရဲဘရင်ကဘာမှဖြစ်ခဲ့တယ် ဒီလိုဓာတ်လောက်နဲ့ငါ့ကိုတတ်လို့မရဘူး တရဲဘရင်ကပိုးပြီးဒေါသထွက်လာကဇန်ဝါစီကိုပြေးဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတတိပြန်လဲလာတဲ့စိုးမိုးကအနောက်ကနေတရဲဘရင်ကိုဖမ်းချုပ်ပြီးနှစ်ယောက်လုံးကြေစာတိုက်ထားတဲ့ရေကန်ထဲကိုကျသွားခဲ့တယ်ဗျပီတာနဲ့စိုးမိုးကဇန်ဝါကိုအားကုန်အော်ဟစ်လိုက်ပါတယ်ထိုးချလိုက်တော့ဇန်ဝါအချိန်မစွမ်းနဲ့တော့တရဲဘရင်ရဲ့အော်ဟစ်တန်ကအမောင်တို့ထဲမှာကဘာတစ်ခုလုံးတုံခါသွားမတဲ့ကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ်ဇန်ဝါလည်းခြေတုံလက်တုံနဲ့တရှိကိုရေကန်ထဲကိုအားကုန်ထိုးဆိုင်ချလိုက်တယ်ပြီးတော့မျက်ရည်တွေကြားကနေအသက်ကိုဝါအောင်ရှူပြီးအော်ပြော့လိုက်ပါတယ် ကျမတောင်းပန်ပါတယ် ဇ
စိန်စာတဲ့ရေကန်တို့ထိုးဆိုင်လိုက်တဲ့ဓာတ်ကစိုးမိုးနဲ့တရေဘရင်ရှိရာကိုတက်တက်မတ်မတ်ဝင်းသွားခဲ့ပါတယ်ရေကန်တစ်ခုလုံးသွေးနေတွေသွေးမဲတွေနဲ့ရောနှော့သွားပြီးဓာတ်ရဲ့အလင်းရောင်တွေလည်းတဖြည်းဖြည်းမှိမ့်မိန်သွားခဲ့တယ်တရေဘရင်ရဲ့နာကျင်စွာအုတ်ဟိတ်တန်ကဖျားเจ้าတစ်ခုလုံးကိုမြရှိသွားပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးမိလောင်၌တွင်းခံရတယ်လို့ပြင်းထန်တဲ့ဝေဒနာကိုခံစားလိုက်ရတယ်ခဏအကြာမှာတော့တရေဘရင်ဟာလေထဲကိုမြောက်တက်သွားပြီးအပိုင်းပိုင်းပေါက်ကွဲခါပြမုံတွေအဖြစ်နဲ့လွင့်စင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်ကိုစိုးမို့ရှင်မလို့နေသေးလေ ငါတော့လွတ်မြောက်တော့မထင်ပါဘူးဆန်းဝါရဲ့ ဟမ်ရှင်အဲ့လိုမပြောရဘူးလေကျမရှင်ကိုချစ်တယ်မသေးလိုက်ပါနဲ့ဦးနော် โอเคဒါဆိုငါမသေးသေးဘူးရုတ်တရက်စိုးမိုးကဘာမှဖြစ်တယ်လို့မတ်တက်ထားရလိုက်တော့ဆန်းဝါတယောက်အရန်ကိုအာအသင့်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူထိုးဆိုင်လိုက်တဲ့ဓာတ်ကစိုးမိုးကိုပါဖောက်ဝင်သွားတယ်ဆိုတာသူကိုယ်တိုင်အသေးချာမြင်လိုက်ရလို့ပါပဲဩအဲ့ဒီတန်ရလားငါလည်းမသိဘူးသူ့အလိုလိုပျောက်သွားတာဒီဓာတ်တရဲ့ခန္ဓာကိုယ်ပဲအစွမ်းပြတာပဲဖြစ်ရမယ် ရှင်ကျမကိုဘာလို့မျက်နှာမပြောတာလဲ ငါသာမင်းကိုအစောကြီးပြောလိုက်ရင်မင်းပါးစပ်ကထွက်လာတဲ့ချစ်တယ်ဆိုတဲ့စကားကိုငါကြားဝင်ရပါမလားဆန်းဝါ သွားလူဆိုကိုစိုးမို့လူလေ ဆန်းဝါကမျက်ရည်လေးတွေနဲ့စိုးမိုးကိုရန်တွေ့နေတော့မှပဲစိုးမိုးကတောင်အခွင့်ကောင်းယူပြီးသူမကိုရင်ဝင်နဲ့ဆွဲသွင်းပွေဖက်ထားလိုက်တယ်ဗျအဲ့နောက်တော့ဘယ်စကားလုံးမှမလိုအပ်တော့ပါဘူးသူတို့နှစ်ယောက်နှလုံးခုန်တန်တွေကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းနေခဲ့ကြပါတယ်ဆန်းဝါမင်းရဲ့မြားဖို့နေရာမှာတကူအစားထိုးလို့ရရင်အကူရဲ့နှလုံးသားနဲ့အကူဘဝတကူလုံးကိုအစားထိုးပေးခြင်းပါတယ်အခုအချိန်အစပြီးအကူရဲ့ဝင်သက်ထွက်သက်တိုင်းကမင်းတယောက်တည်းအတွက်ပဲဖြစ်စီရမယ်နော် ဟိုအခုရဲ့ဘာတွေပြောနေရလဲကျမရှက်လို့အရေးပြောကြတော့မယ် CKO မှာဖုန်းဖြည့်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ